Mad Football မှာကြိုဆိုပါရစေကျွန်တော်က Mad Football ပါဒီ channel ကို like နဲ့ subscribe လုပ်ပေးကြပါအောင်လို့အားလုံးကိုဖိတ်ခေါ်ပါရစေအကယ်၍အစံတစ်ဖြစ်ပြီးဆိုရင်တော့တွားကြရအောင်လီဗာပူးဟာဘိုင်ယန်လီဗာကူဆန်ကအသက်22နှစ်အရွယ်ကစားသမားကောင်ဖလိုရီယန်ဝတ်စ်ကိုတရားဝင်ခေါ်ယူလိုက်ကြောင်းကြေညာပြီးကမ္ဘာဘောလုံးလောကကိုတကြော့ပြန်တုံလုံးဆဲခဲ့ပြန်ပါပြီ။သူ့ရဲ့ပြောင်းရွှေ့ခြင်းကပရီးမီးယားလိဂ်သမိုင်းနဲ့ကမ္ဘာဘောလုံးသမိုင်းမှာထိပ်ဆုံးသားမှာရှိနေခဲ့ပါတယ်။ဒီစချော့ကစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတစ်ခုတည်းမဟုတ်ပဲအာနေဆလော့ဦးဆောင်တဲ့လီဗာပူးရဲ့ကြီးကျယ်ခမ်းနားမှုရှိပြောင်းလာဖို့ပြင်းပြတဲ့စန္ဒကိုပါပြသနေပါတယ်။တရားဝင်ကြေညာတာမရှိသေးပေမဲ့တရင်ရင်းမြစ်အများစုကတော့ Watts ရဲ့ပြောင်းရွှေ့ခြင်းဟာပေါင်260တန်းဝန်းကျင်ရှိတယ်လို့တနည်းတနွတ်တီးဖော်ပြနေကြပါတယ်။ဒါဟာလီဗာပူးတို့တော့စံချိန်ပြင်ကြီးထိပြီးကမ္ဘာဘောလုံးလောကမှာလည်းဈေးအကြီးဆုံးအပြောင်းအရွှေ့တွေကတစ်ခုပါပဲ။ဒီလိုကြီးမားတဲ့ယင်းနှိမ့်မြတ်နာမှုကဂျာမနီလက်ရွေးစံကစားသမားရဲ့အကန့်အသတ်မဲ့အရေးချင်းအပေါ်ယုံကြည်မှုကိုထင်ဟပ်ပြနေပါတယ်။လီဗာပူးအနေနဲ့ဒီလောက်ကြီးမားတဲ့ငွေကြေးကိုယင်းနှိမ့်မြတ်နာဖို့သဘောတူခဲ့တာကအတင်းကိုရေရှည်အတွက်ခိုင်မာပြီးရေရှည်တည်တံ့တော်တီးဆို့မဲ့ကလပ်ရဲ့အမြင်ကိုပြသနေပါတယ်။နီးပြတဲ့အာနေဆလော့ဟာဝတ်စ်ဟာကွင်းလယ်ကိုဖြစ်စီပေးမဲ့အရေးကြီးတဲ့အစိတ်ပိုင်းတိုက်စစ်စင်မှုတွေကိုပုံမဖန်တီးနိုင်စေပြီးအသင်းရဲ့အရေးအသွေးကိုနောက်တစ်ဆင့်တက်လှမ်းစေမဲ့သူဖြစ်တယ်လို့မြင်နေတာသိကြပါတယ်။ဘာကြောင့်ဖလိုရီယန်ဝတ်စ်ထရတာလဲ။ဖလိုရီယန်ဝတ်စ်ဟာလက်ရှိကမ္ဘာဘောလုံးလောကမှာအမျှော်မှန်းဆုံးလူငယ်ကစားသမားတွေထဲကတဦးပါတယ်။သူ့မှာထူးချွန်တဲ့ဘောလုံးထင်းချုံနိုင်မှုထပ်မြက်တဲ့ပေးပို့နိုင်စွမ်းဘောလုံးမရှိဘဲထူးခြားတဲ့လှုပ်ရှားမှုတွေနဲ့ဂိုးသွင်းနိုင်စွမ်းတွေရှိပါတယ်။သူဟာခက်တဲ့ကွင်းလယ်ဖန်တီးရှင်တဦးဖြစ်ပြီးကွင်းလယ်တိုက်စစ်တောင်ပန်ဒါမှမဟုတ်အရှေ့တန်းတိုက်စစ်အဖြစ်ပါနေရာမျိုးစုံမှာကစားနိုင်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာဝတ်စ်ဟာထူးခြားတဲ့စွမ်းဆောင်ရည်တွေကိုပြသခဲ့ပြီးလီဗာကူဆန်ကိုမမျှော်လင့်ဘဲအောင်မြင်မှုတွေရရှိအောင်အထူးကအင်အားတရဖြစ်ခဲ့ပါတယ်။အကြီးစားပွဲတွေမှာကွဲပြားမှုဖန်တီးနိုင်တဲ့သူ့ရဲ့စွမ်းရည်နဲ့ PR တွေကိုကောင်းကောင်းကင်တွယ်နိုင်မှုကလီဗာပူးကိုဒီယင်းနှိမ့်နမုတ်ဟာတန်ဖိုးရှိတယ်လို့ယုံကြည်စေခဲ့တာပါ။ Florian Watts ရောက်ရှိလာတာဟာနီးပြတဲ့ Dutch လူမျိုး Arne Slot ခေတ်မှာအရေးကြီးတဲ့အင်အားဖြည့်တင်းမှုတစ်ခုပါပဲ။သူ့ကိုမခိုခင်ကတဲ့ကစားသမားများစွာနဲ့သတင်းတွေထွက်ပေါ်နေခဲ့တာပါ။ဒီလိုအစစ်မြင့်ကစားသမားနဲ့စတင်တာကဘုတ်အဖွဲ့ရဲ့အပြည့်အဝထောက်ခံမှုနဲ့ကလပ်ရဲ့အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းဖို့ဆလော့ကိုအကောင်းဆုံးကိရိယာတွေပေးခြင်းတဲ့စန္ဒကိုပြသနေပါတယ်။ဒီအပြောင်းအရွှေ့ကကစားသမားတအုပ်ကိုဝယ်ယူတာတင်မဟုတ်ပဲလီဗာပူးဟာပရီးမီးယားလိဂ်ပဲဖြစ်ဖြစ် UEFA ချန်ပီယံလိဂ်ပဲဖြစ်ဖြစ်ပြိုင်ပွဲတိုင်းမှာဘိုးဆွဲဖို့အပြည့်အဝပြင်ဆင်ထားပြီးဆိုတဲ့ရည်ရွယ်ချက်ကိုကြေညာလိုက်တာပါပဲ။ Watts ရုပ်ရှိလာကမီနီတွေရဲ့ကွဲလက်ကိုပိုပြီးခိုင်မာစေပြီးကြောက်စရာကောင်းအောင်တိုးမြင့်ပေးမှာပါ။ကစားသမားရွေးချယ်စရာပိုများလာပြီးဂိမ်းဖန်တီးနိုင်စွမ်းကလည်းကြီးမားစွာတိုးတက်လာမှာပါ။လီဗာပူးရဲ့ AXA လေ့ကျင့်ရေးစခန်းကိုရောက်တာနဲ့ Watts ကပျော်ရွှင်စွာပြုံးပြခဲ့ပါတယ်။သူကအရင်အမြန်နဲ့ပြက်ပြက်သားသားအသင်းပြောင်းဖို့ဆုံးဖြတ်ထဲတာဟာမမျှော်လင့်ပဲဖြစ်ပေါ်ခဲ့တာမဟုတ်ဘူးလို့ပြောပါတယ်။ကျွန်တော်အတွက်တော့အရန်လွယ်တဲ့ဆုံးဖြတ်ချက်ပါပဲလို့ Watts ကယုံကြည်မှုရှိတဲ့လေးတာနဲ့ပြောပါတယ်။နီးပြအာနေဆလော့နဲ့အသင်းဖော်ဂျယ်ရမီဖရင်ပုံနဲ့စကားပြောခဲ့ပါတယ်။ဒီနေ့ရောက်ကပဲကျွန်တော်ကိုလီဗာပူးကိုချက်ချင်းရွေးချယ်ဖို့အထူးကအကြောင်းရင်းပါပဲ။နီးပြဆလော့ကအသင်းနဲ့ပတ်သက်တဲ့သူ့ရဲ့အမြင်ကစားဟန်နဲ့ကျွန်တော်ပါဝင်စေချင်တဲ့အခန်းကဏ္ဍကိုအသင်းစိတ်ရှင်းပြခဲ့ပါတယ်။ဒါကကျွန်တော်ကိုဒီ project အပေါ်အယမ်းစိတ်လို့ရှားစေခဲ့ပါတယ်။ကိုရီးကိုတာရေမှန်းချက်တွေနဲ့ကလပ်နဲ့ရေမှန်းချက်တွေအကြောင်းမေးမြန်းတဲ့အခါ Watts ကအနှဲငယ်ပင်တွန့်ဆုတ်မနေသေးပါဘူး။သူဟာလီဗာပူးကိုထိတ်ဆုံးနေရာစီပြန်ပို့ဖို့အပြည့်အဝရေမှန်းထားပါတယ်။ကျွန်တော်ဒီကိုချန်ပီယံဆုတွေအတွက်လာတာပါလို့ Watts ကအခိုင်အမာကြေညာခဲ့ပါတယ်။ပြိုင်ပွဲတစ်ခုတည်းအတွက်မဟုတ်ဘူးကျွန်တော်တို့ပါဝင်တဲ့ပြိုင်ပွဲတိုင်းအတွက်ပါလီဗာပူးဟာကြီးကျယ်တဲ့တမိုင်းကြောင်းရှိပြီးစုဖလားတွေအပြည့်အဝရှိတဲ့ကလပ်ဖြစ်တယ်လို့အန်တာဝဲကောင်းတဲ့ပရိသတ်တွေလည်းရှိတယ်ဆိုတာကျွန်တော်သိပါတယ်။ဒီမှာတမိုင်းတစ်ခုဖန်တီးရမှာပါဝင်ခြင်းပါတယ်။အသင်းကိုပရီးမီးယားလိဂ်ဖလားထပ်မံဆွတ်ခူးနိုင်အောင်ယူရိုဖလားရအောင်နဲ့ဖလားပြိုင်ပွဲတိုင်းကိုဆွတ်ခူးနိုင်အောင်ကူညီခြင်းပါတယ်။ကျွန်တော်စူးစမ်းလက်ကင်ဖို့အသင့်ပါပဲ။ဒီအသင်းရဲ့အရေးအချင်းနဲ့ကျွန်တော်တို့ရဲ့နီးပြအသစ်ကိုလည်းယုံကြည်ပါတယ်။ပရီးမီးယားလိဂ်ကကမ္ဘာအကောင်းဆုံးလိဂ်ပါပဲ။ဒါကကျွန်တော်ရဲ့ဘောလုံးသမားဘဝအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါ။ဒါပေမဲ့ကျွန်တော်ဒါကိုရင်ဆိုင်ဖို့အသင့်ပါပဲ။ဒီကစားဟန်နဲ့လိုက်လျောညီးထွေဖြစ်အောင်ကျွန်တော်လိုက်လျောညီးထွေဖြစ်နိုင်ပြီးအသင်းအောင်မြင်ဖို့ကူညီဖို့ကျွန်တော်ကိုပိုကောင်းအောင်လုပ်သွားပါမယ်။နောက်ဆုံးအနေနဲ့ Watts ကသူ့ကိုကွင်းထဲမှာမြင်တွေ့ဖို့မျှော်လင့်နေကြတဲ့ကမ္ဘာတဝန်းကတခေါပရိသတ်တွေကိုသတင်းစကားပါခဲ့ပါတယ်။လီဗာပူးပရိသတ်တွေအားလုံးကိုပြောချင်တာကအန်ဖီမှာမင်းတို့ရှေ့မှာကစားဖို့အရန်စင်လှုပ်ရှားနေပါတယ်။ဒီကွင်းရအန်တာဝဲကောင်းတဲ့ပတ်ဝန်းကျင်အကြောင်းအများကြီးကြားဖို့ပါတယ်။ကိုယ်တိုင်ခန်းစားဖို့မစောင့်နိုင်တော့ပါဘူး။ဒီကလပ်အတွက်ဒီဂျာစီအတွက်မင်းတို့အားလုံးအတွက်ကျွန်တော်အစွမ်းကုန်ပေးဆက်မယ်လို့ကတိပေးပါတယ်။မကြခင်အနာဂတ်မှာကျွန်တော်တို့အတူတူအောင်မြင်မှုတွေကိုဆင်နွှဲနိုင်မယ်လို့မျှော်လင့်နေပါတယ်။ပြိုင်ဆိုင်မှုကအမြဲကောင်းတဲ့ဆိုဘိုဇလိုင်းနေရာလူရမှာမစိုးရင်Watts ရောက်ရှိလာတာကသူ့ရဲ့ပွဲထွက်ခွင့်နေရာကိုထိခိုက်နိုင်သလားလို့မေးမြန်းတဲ့အခါဆိုဘိုဇလိုင်းကအလုံးအပြုတ်တဘိုးဆောင်တဲ့ကဘိုးသားကိုပြသခဲ့ပါတယ်။ပြိုင်ဆိုင်မှုကအမြဲကောင်းတာဗျလို့သူကခိုင်ခိုင်မာမာပြောပါတယ်။ဒါကလူလိုင်းကိုပိုပြီးစ조사လွတ်ကင်ဖို့အမြဲတိုးတက်ဖို့တွန်းအားပေးပါတယ်။
နောက်ဆုံးမှာအချို့အကျိုးအများဆုံးရတာကတော့အသင်းပါပဲပရိသတ်တွေလည်းဒီလိုပါပဲကျွန်တော်ပြိုင်ဆိုင်မှုကိုဘယ်လို့မှမကြောက်ပါဘူးတကယ်တော့ Florian နဲ့အသင်းတွေကတခြားကစားသမားတွေနဲ့အတူတူလွတ်ကန်ရဖို့စိတ်လှုပ်ရှားနေပါတယ်ကျွန်တော်တို့အားလုံးတူညီတဲ့ရင်မချက်တစ်ခုတည်းရှိပါတယ်အဲ့ဒါကဒီကလပ်ကိုအမြင့်ဆုံးအောင်မြင်မှုစီပို့ဆောင်ဖို့ပါပဲ Florian Wirtz ရောက်ရှိလာတာက Dominic Szoboszlai နဲ့ပေါင်းဆက်ပြီး Arne Slot ကိုအသင်းကိုစီစဉ်ရမှာနဲ့ကစားပုံကိုစီစဉ်ရမှာရွေးချယ်စရာပိုများလာစေမှာပါလီဗာပူးရဲ့ကွင်းလယ်ဟာအရေးချင်းဆုံးတဲ့ကစားသမားတွေနဲ့ပြည့်နှက်နေမှာဖြစ်ပြီးတိုက်စစ်ဆင်မှုဖန်တီးနိုင်မှုဂိမ်းဆက်ဆက်နိုင်မှုနဲ့ဂိုးသွင်းယူနိုင်စွမ်းတွေအားလုံးမှာကောင်းမွန်ပါလိမ့်မယ်ကျွမ်းကျင်သူများစုက Wirtz နဲ့ Szoboszlai လိုအရေးချင်းမြင့်ကွင်းလယ်လူနှစ်ယောက်ရှိခြင်းဟာလီဗာပူးကိုတိုက်စစ်ဆင်ဟာမှာပိုမိုရှုပ်ထွေးတဲ့အတိုင်းအတာတစ်ခုပေးစွမ်းနိုင်ပြီးကစားတဲ့နေရာတွေကိုပြောင်းလဲနိုင်တာပြိုင်ပွဲခန်းစစ်တွေကိုရှုပ်ထွေးအောင်လုပ်နိုင်တာနောက်ဆုံး area မှာစွမ်းဆောင်ရည်ကိုတိတိတသားတိုးမြင့်ပေးနိုင်မယ်လို့မြင်နေကြပါတယ်Dominic Szoboszlai ရဲ့ပွင့်လင်းစွာရင်ဖင်ဖို့ဆိုမှုကသူ့ရဲ့ professional စိတ်ဓာတ်နဲ့တင်းရဲ့အကျိုးစီးပွားအတွက်ပြိုင်ဆိုင်မှုကိုရင်ဆိုင်မှုအသင့်ရှိတဲ့ကစားသမားစိတ်ဓာတ်ကိုထင်ဟပ်ပြနေပါတယ်။ Liverpool ပရိသတ်တွေကတော့လာမယ့်ရာသီမှာ Arne Slot ဟာဒီလိုအရေးချင်းရှိတဲ့ကျဲပွင့်တင်တဲ့ပြည့်နှက်နေတဲ့ကွင်းလက်ကိုဘယ်လိုပုံစံမျိုးဖန်တီးမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ။ ဘောလုံးသတင်းဒီမလွတ်တမ်းသိရဖို့ကျွန်တော်တို့ကို follow တို့ subscribe လုပ်ထားပါဦးနော်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်